Hello ပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ GGR fan ပါကျွန်တော်ဒီနေ့ကတော့ Minecraft ကိုပထမဦးဆုံးဆောက်တာဖြစ်ပါတယ်ခင်ဗျာကျွန်တော်စောက်တယ်ဆောက်တယ်နဲ့ဆောက်နေတယ်မသိတော့တီးခံပြီးကြည့်ပြီးကြပါလို့ကျွန်တော်မြင်တဲ့ရတောက်ဆိုပါတယ်ခင်ဗျာအဲ့ဆိုခုစားရအောင်data ကျွန်တော်ဆောက်တဲ့ Minecraft က Minecraft အတူဖြစ်နေတာဗျကျွန်တော်လည်းဖုန်းရမရှိတော့နဲ့ဆိုနည်းနည်း MB လေးနဲ့ကြံတော့နဲ့ကျွန်တော်လာရှာပြီးတော့ဒေါင်းလာတာပါသူက20 MB ပဲရှိရပေါ့ကျွန်တော်ကဒီ game နာမည်တော့ကျွန်တော် comment မှာချပေးတာပါမယ်ဒီ link ကိုလည်းကျွန်တော် description comment မှာလည်းချပေးတာပါလေခင်ဗျာဆိုတော့ကျွန်တော်ဆော့ကြစို့ဆိုတော့ကျွန်တော်ထင်ရဒီ Minecraft ကကြတော့ကျွန်တော်တွေ့ပြီးတာပေါ့နော် YouTube မှာကျွန်တော်တွေ့ပြီးတာကျွန်တော်ဒီ Minecraft ရှာကြည့်လိုက်တာကျွန်တော်တို့ဒီ version ကကြတော့ကျွန်တော်ဟို old version ဖြစ်တဲ့ Minecraft 0.14 ဟာဖြစ်နေတာဗျကျွန်တော်တို့ဟုတ်တာပေါ့ဗျာကျွန်တော်လည်းတိကျမသိဘူးပေါ့ဆိုတော့ကျွန်တော်ရှာကြည့်ပြီးမယ်ဗျာဆိုတော့ကျွန်တော်တို့ဒီပါတေးလေးခုတ်ပါမယ်ကျွန်တော် live stream ချွေးဖို့လည်းရှိပါတယ်ဗျကျွန်တော် channel ကိုလည်းအားပေးနေလူလည်းအားလုံးကြီးကြီးစိုးတယ်ပါလေဗျာကျွန်တော်ပြောက်သွားတာအကြောင်းရကျွန်တော်လေ channel ပို့ပြီးတော့ကျွန်တော်ပတ်ချစ်ဆွေးနေပါပြန်တင်နေကျွန်တော်အဲ့ဒါဟိုဒီကျွန်တော်တိကျမပြောပြလိုက်ကျွန်တော်အမနောက်တရက်နေကျွန်တော် YouTube channel ထက်ခံလိုက်ရတယ်ကျွန်တော် YouTube channel ဘာဖြစ်လို့လဲမသိပါဘူးဟက်ခံလိုက်ရကျွန်တော်ဆို YouTube တိုင်ရပါ YouTube တိုင်ရ YouTube ကကျွန်တော်3ရက်လေးစောက်ပါဆိုလို့ကျွန်တော် passport နဲ့သူ Google passport နဲ့ Google passport နဲ့သူတောင်းတာပါလေ Google passport နဲ့ Gmail ရယ် Gmail ကိုဟာ Gmail မှန်ကျွန်တော်ကိုကိုပြစစ်ပြရမယ်ကျွန်တော် Gmail ကျွန်တော်ထည့်ပေးပါတယ်ကျွန်တော်ဒီ YouTube channel ဖွင့်လာကောက်ဝက် Gmail ကျွန်တော်ထည့်တယ်ဆိုရင်လည်းကျွန်တော်ထည့်ပြီးတော့ကျွန်တော်မှာကျွန်တော်ထည့်ပြီးကျွန်တော် password လေးပြန်ဖြစ်တယ်ကျွန်တော်ပြင်ရမှာပါနာမည်ကတော့ကျွန်တော်Ronaldo fan ဖြစ်နေတာဗျာအဲ့ဒါကျွန်တော်စိတ်ပြတ်သွားကျွန်တော်အခုကနာမည်ပြန်ပြင်လိုက်တာပါအဲ့လိုဗီဒီယိုမတင်ပေးလို့ကျွန်တော်အားလုံးကိုလည်းတောင်းပန်ပါတယ်ဗျာဆိုကျွန်တော်တို့ပြတ်စားလိုက်ရဆိုဟိုမှာခိုးတွေ့ပြီအိုးဟိုမှာ Yes I got a call ကျွန်တော် Minecraft အတူကျွန်တော် Minecraft အစစ်တောင်းမယ်ကျွန်တော် MB များတယ်ပေါ့ MB များတော့ကျွန်တော်ဖုန်းမမရှိဘူးဗျာကျွန်တော်ဖုန်းဖြည့်မှလည်းကျွန်တော်အမေပေးမဖြည့်ပါဘူးဗျာအဲ့တော့ကျွန်တော် point နဲ့ရတာပေါ့ MB ကလည်း50လောက်ပဲရှိတော့တာကျွန်တော်လည်းရှာနေကျွန်တော်ဒီ game ဗီဒီယိုတွေ့တာပေါ့ဒီ Minecraft တူပေါ့ကျွန်တော်2K လောက်ရှိရဆိုဘာလဲ20 MB ပဲရှိရတယ်ကျွန်တော်လည်းဆောင်းလိုက်ပါခင်ဗျဒီမှာပဲကျွန်တော်ပြန်စို့ပြတာပေါ့မနေ့ကျွန်တော်စမ်းကြည့်တာတော့ကျွန်တော်တို့ကောင်းပါတယ်သူ graphic နဲ့သူဟာကတ်တူးပုံစံနဲ့ဖြစ်နေဆိုကျွန်တော်တို့လည်းစို့လို့ကောင်းပါတယ်ဒီဟာကာတူးပုံစံဖြစ်နေရမယ်ကျွန်တော်တို့ဒီခိုးတော့အခုစတီးပြီးပဲတော့Pickaxe ပါတော့ဆိုရင်ကျွန်တော် Minecraft ပုံစံလိုက်ကြသူယူတာကျွန်တော်တို့ဟို
ိုမှာခိုးတွေ့ပြီခါရှာရမယ်ကျွန်တော်တို့ဝတ်တာမလို့ဒါပေမဲ့ကျွန်တော်မေ့နေကျွန်တော်Minecraft Survival ကိုကျွန်တော်တို့ကဘယ်လိုပေးထားလဲဆိုရင်ကျွန်တော်တို့ GFM SMP ကိုပေးထားပါတယ်ကျွန်တော်တခြားမပေးတယ်လို့ကျွန်တော်လျှောက်ပေးတာပေါ့ညောင်ဆိုရင်ဘာတည်များပဲဆိုတော့ကျွန်တော်တောင်းမှတစ်ခုကကျွန်တော်ဗီဒီယိုအတက်ထုတ်ရခါကျရင်ကျွန်တော်အဲ့တော့အမြင်ပါပေါ့ကျွန်တော်ဖုန်းလေးဆိုင်ရပေါ့ကျွန်တော်အဲ့တော့အရင်ပါတာအဲ့ကြောင့်ကျွန်တော်ဗီဒီယို update ပဲကျွန်တော်ဖြစ်တယ်လို့ပဲကျွန်တော်တင်သွားတာပေါ့အဲ့ဒါကျွန်တော်တောင်းမှပါတယ်ဆိုတော့ကျွန်တော်လေးဗီဒီယိုအတက်လေးပြန်လုပ်ပြပါပေါ့ကျွန်တော်အချိန်လေးနည်းနည်းယူပေးပါဆိုတော့ကျွန်တော်တို့ okayကျွန်တော်ခုလာအောင်ကျွန်တော် Minecraft swing ရဲ့ကျွန်တော် string နဲ့ပြီးတော့ကျွန်တော်ဆွတ်ပြမဲ့ game တွေကျွန်တော်ပြောမယ် Roblox ရဲ့Minecraft ရဲ့ Minecraft ကျွန်တော်အားတဲ့ချိန်ညကျွန်တော်ဆော့တင်ပေးပါပေါ့ကျွန်တော်တကယ်ရင်းတာဆော့တာတော့အဲ့ဒါတွေတင်ပေးပါပေါ့ဗျာကျွန်တော်အခုလောဆယ်တော့ကျွန်တော်တကယ်ရင်းနဲ့ offline ဆော့တဲ့နေကျွန်တော်လေ့လာနေလို့ပါတယ်ဆိုတော့ကျွန်တော်တို့ကျွန်တော်တို့Oh shit မပြေးတက်နဲ့ပြေးလိုက်တာอุ้ยမတရာအော်မဝမတာပေါ်အိုင်ဝါမတာပေါ်အိုင်ဆိုငါပြန်တက်အောင်မဲOh wait ကျွန်တော်မေ့သွားတယ်ကျွန်တော်တခုပြောစရာရှိဦးမယ်ဗျကျွန်တော်ဒီရက်ပိုင်းကျွန်တော်ဗီဒီယိုကဘာလို့ view မတက်တာလဲအရင်တော့လို့ဆို view ကအများကြီးတက်တာပေါ့အခုကမတက်တော့ဘာဖြစ်နေမသိကျွန်တော်တော်ကောင်းမှယူကျွန်တော် view ကမတက်တော့ဟုတ်ပါတယ်ကျွန်တော် view မတက်တော့ကျွန်တော်ပြင် post လေးမသိမတင်တာပြကျွန်တော် GTA 5 Sony တို့ကျွန်တော်တင်ပါလာပါတယ်ဒီဗီဒီယိုတက်ကြည့်လို့ရှိရင်ဘလို့တည်သွားပါပါဆိုတော့ကျွန်တော်တို့ Minecraft ဆက်ကြောင်းပြန်စားကြစို့ဟာကွာညတော့ရောက်နေဘိုက်စားလိုက်တာဟာခါနေအားဒီပါ
ခိုးတူတော့တော်တော်ပြင်းဖို့ကောင်းလိုက်တာကွာကွာခါဘယ်နိုင်ထိုးသွားလဲ9:40ဘရိုတွေ့တယ်မသိကျွန်တော်ငကြက်ပုံစံလေးတွေ့တာမသိပြကြဟုတ်ပါတယ်ကျွန်တော်ငကြက်တက်တာပေါ့ငကြက်ကဟိုငကြက်ပေါ့နော်ကျွန်တော်တို့ဗာလဲဂိမ်းဆွေးမှာတုံးတဲ့ငကြက်ကျွန်တော်တက်ထားပါတယ်ဆိုတော့ထုတ်ပါတယ်ဒီနေ့ဒီမှာအိမ်ကောင်းလဲဆိုတော့ဆက်ပဲသွားချက်ဆိုအရောက်ရေးဟိုကောင်းလေးလိုက်ရော့မှာမေးလားlevel တွေအများကြီးတက်တယ်Oh fuck you ဟိုကြီးကပြေးအပြေးအားပြေးခဏကြီးဘာလို့ထိုင်နေရတော့ကျွန်တော်အလင်းတင်ရအောင်မကျွန်တော်ဘာမှမမြင်ရအောင်ဆိုတော့အလင်းတင်လိုက်ပါလေကွာဒီညငါဒီလိုနေရတယ်ငါကြောက်ဖို့ကောင်းလိုက်တာကဲအောင်လို့ပေါ့ငါ Minecraft YouTuber တွေဆော့တာကြည့်တာလို့ကျွန်တော်တတ်နေရ Fuck you skeleton ခိုင်းငါဒါ crab ဒီ Minecraft သူ့မှာကျွန်တော်ပြောပြရမယ်ရှိမရှိတော့အပြီးဆိုးတာကျွန်တော်တို့ရှိတော့ဒိုင်းကရှိလို့ရှိကျွန်တော်တို့ရတယ်ပေါ့နော်ဒီဒိုင်းကမရှိလို့ကျွန်တော်ဆိုးရနေနေခက်တယ်ခွေးပါတန်ကြားတယ် Oh fuck you မလေးရောညကြအန်ဒီတော်တော်များတယ်မရတော့ငါဒီလိုနေမှရတော့ဆိုတော့ကျွန်တော်လက်ရောက်မှပဲပြန်တွေ့ကြမယ်ငါဒီလိုနေမှရတော့အော်တေးပြီပြေးပြီဟာမလေးရောရေးတေးပြီ Minecraft သူ့ဆော့ရလဲခက်လိုက်ဟာဆိုငါကြောက်ဒီကိုပတ်စုံးနေငါတို့အေးစားရတာဒီမှာခဏတော့လောစကလီတာရဲ့ရန်ကောက်ွယ်ဖို့အတွက်ပြောစကလီတာလည်းကြည့်ပါမယ်လေညာဟဲ့နဲ့ကျွန်တော်တို့အသိဆုံးပါဘူးဆိုတော့ကျွန်တော်တို့ကြောက်ရတာပေါ့ဆိုမီငါ့ကိုစကားလာပြောဘူးတဲ့မဲဘာနဲ့ဆရာသမားရေကျွန်တော်ကြောက်ပါတယ်တော်တော်ကြောက်တယ်
င်မင်းကဘာကြီးလာပြောနေရလဲငါကြောက်ပါလေဆိုပါဆိုတော့ကျွန်တော်လည်းရောက်မှပြန်ပြရမယ်ဒီလိုရှိတော့မယ်ဆိုတော့ကျွန်တော်တို့ let's ရောက်မှပြန်ပြရမယ် let's go ကျွန်တော်တို့အလုပ်ပဲလည်းရောက်ပါပြီခင်ဗျာကျွန်တော်တို့တိတ်တာမဟုတ်ပါဘူးကျွန်တော် quit ဟိုဒီဇိုးလေးအခုရှိသေးတယ် oh shit တေတော့မှာဟာပါလေးပါလေးစားလိုက်အောင်မယ်ခုဘက်ဖျားတမပေါ်လာဟုတ်လားရောခဏလေးပြရမယ်ပြအန်ဒီမန်းမို့လားရောက်ကြီးအကြည့်လို့မရအောင်ဟိုဝတ်ရဟိုကျွန်တော်တို့ဒိုင်းမုံအုတ်ထုတ်ဆောင်းတာလားမသိဒိုင်းမုံနဲ့ဆောင်းတာလားမသိသူကခေါင်းမှာကြည့်လို့ရှိဘူးတွေ့မှာတွေ့ရမလားကျွန်တော်ခုနပြပေးတာလေသူတို့ဒိုင်းမုံဆောင်းတာလားမသိဒီဂိမ်းထဲမှာလေရောစကလီတာကြီးရောငါစကလီတာကျန်နေဘုံရလာတယ်ညားရလာတယ်ဆိုတော့အသားလေးပါလေးစားလိုက်ပါဦးငါတို့ဒီနေ့ခီးစကြစို့ဦးပြီပါအဲ့တော့ခီးစကြမယ်ကျွန်တော်တို့တွေခီးမဆက်ခင်ကျွန်တော်ဒီဟာတွေလုံးလောက်ယူရပါမယ်ဘာလို့ဆိုတော့ကျွန်တော်ဖျောင်းနိုင်လောက်ရတယ်အိုးငါမေ့နေတာဖျောင်းနိုင်လောက်လို့ရတယ်အမဟုတ်ပါဘူးဝါငါမေ့နေတာခိုးနဲ့ဖျောင်းနိုင်လောက်လို့ရတာဟုတ်တယ် touch မဟုတ်ဒီလီဘာကျွန်တော်တို့ဒီမှာမှားသွားတာပေါ့ဒီမှာတော့ထားခဲ့မယ်ဒီဖျောင်းနိုင်သူဖျောင်းနိုင်လေတော်တော်စူးစမ်းရတော့ဒီကိန်းကမသိကာတူးမှုရမော့ထဲတာတလို့ပဲဆိုတော့ငါတို့လည်းဒီပါကွာဒီကောက်ပါလေကိုပတ်စတုံးခူတူဝါလိုက်မယ်နည်းနည်းဟောငါမှကိုပတ်စတုံးတွေအများကြီးရှိတာပဲဆိုမှားသွားတာပေါ့ခီးစကြမယ် let's go oh shit oh fuck you ငါဖေးရတာကိုဆိုတော့ငါတို့သွားကြတိုင်းနေ
ဆိုတော့ကျွန်တော်ဒီနေ့ဗီဒီယိုကတော့တလောက်ပါပဲကျွန်တော်ဗီဒီယိုကလည်း20မိနစ်လောက်ရှိနေပြီဆိုတော့နောက်နေ့ပြန်တွေ့ကြမှာပေါ့ခီးပြန်ဆက်ကြမှာပေါ့အားလုံးကိုလည်းကျေးဇူးတင်ပါတယ်ကျွန်တော်ဗီဒီယိုကြိုက်နေတဲ့လို့ထင်ပါတယ်ကျွန်တော်ဗီဒီယိုကြိုက်နေတဲ့လို့ရှိရင် subscribe လေးတယောက်တစ်ချက်နှိပ်သွားပါဦးခင်ဗျဆိုတော့ကျွန်တော်တို့ bye bye